2026ခုနှစ်ဟာတနင်္ဂနွေသားသမီးတွေအတွက်ကန်တရားအမြင့်ဆုံးလိုင်းတက်လာမယ်နေ့တစ်နေ့ဖြစ်ပြီးအချိန်မရွေးအခွင့်အလန်းကြီးတွေဝင်ရောက်လာနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒီနေ့အတွင်းစီးပွားရေးကိစ္စများမှာမမျှော်လင့်ထားတဲ့တိုးတက်မှုတွေဖြစ်ပေါ်လာပြီးလုံတမအလုံတိုင်းမှာအကျိုးအမြတ်ကောင်းတွေမြင်းမြန်းဆန်းဆန်းမြင်တွေ့ရမယ့်အချိန်ဖြစ်ပါလေ။လူမှုရေးဘက်မှာလည်းနမဲကုံတဲ့တက်လာပြီးအကူအညီပေးမဲ့လူကောင်းလူကန်ကောင်းတွေဝန်းရံလာကမီလီယံနာအဆင့်ထိရောက်နိုင်တဲ့ကန်ဆာတစ်ကိုဖွင့်လှစ်ပေးမယ်နေ့ဖြစ်ပါတယ်။မိသားစုအတွင်းတနင်္ဂနွေသားသမီးရှိနေရင်ငွေကြေးကန်အောင်မြင်မှုကန်တွေအိမ်ထဲကိုဆွဲခေါ်လာတယ်လို့ထစ်လာပြီးအနီးကပ်နေထိုင်သူတွေပါကောင်းကြီးမင်္ဂလာအရေးအာဝါဒကိုအတူလူခံစားရပါလိမ့်မယ်။2026ခုနှစ်အတွင်းမှာတိုက်အိမ်ကားစီးပွားရေးတိုးချဲ့မှုတွေအောင်မြင်စွာဆောင်ရွက်နိုင်ပြီးစိတ်ကူးရင်ထားသမျှအရာရလာလက်တွေ့ဖြစ်လာမယ်နှစ်ခေတ်ကငွေကြီးအဝတ်အထွက်မှာသိန်းကြီးတောင်းကြီးရရှိနိုင်တဲ့အပြင်ကန်အားကြီးလွန်းတဲ့အထူတွေကထီပေါကိန်းအထီပါထီတွေ့နိုင်ပါလေ။ဒီကာလမှာကန်တရားကိုပိုမိုတောက်ပစေခြင်းသူများအနေနဲ့ကိုးကနန်းပါဝင်တဲ့ငွေပမာဏငွေဖြစ်တဲ့900 9000 9သိန်းစတဲ့ငွေပမာဏတွေကိုမိမိစိတ်ကြိုက်တက်ကြီးရွယ်အိုများဖျားเจ้าကန်များသို့မဟုတ်အခက်အခဲကြုံတွေ့နေသူများထံလှူဒန်းပေးခြင်းအားဖြင့်2026ခုနှစ်တခြားအောင်မြင်မှုတွေဆက်တိုက်ရရှိလာပြီးချမ်းသာကြွယ်ဝမှုကအဆင့်တစ်ဆင့်ချင်းတက်လာမဲ့ကံကြမ္မာကောင်းကြီးကိုပိုင်ဆိုင်ရရှိလာမှာဖြစ်ပါတယ်။ဒါနဲ့အပတ်စဉ်ဟောစာတိုင်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားပြီး TikTok account ကိုလည်း Follow လုပ်ထားခဲ့ပါ။